အားလုံးပဲမင်္ဂလာပါရသဆုံလင်း channel မှာကြိုဆိုပါရစေကျွန်တော်ရဲ့ channel ဟာနေ့စဉ်ဖြစ်ပေါ်နေတဲ့သတင်းထူးတွေကိုတင်ဆက်ပေးမှာမို့ like and subscribe လေးလုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ကဲအားလုံးပဲမင်္ဂလာပါရှင်အခုကတော့တို့လေးတို့အကြနေပေါ့နော်တို့လေးရွာတရွာလုံးပေါ့နော်အင်ဂျီကတော့လူကြီးအယောက်300နဲ့မှ50တာတို့စက်သားတံပေါက်ပေါ့နော်ဒါမျိုးရှင်တို့စက်သားတံပေါက်တရွာလုံးတို့လေးကလာပြီးတော့အလှလောက်တာဖြစ်ပါတယ်ရှင်မေးနောက်ကလေးရမေးနောက်ကအကုန်လုံးလည်းမရှိဘူးအကုန်လုံးရနောက်ကပါဒီလက်စုနဲ့ပြပါစေအေးဘာလို့ရအောင်ရဒီလက်စုနဲ့ပြပါစေမေနော်ခွန်းလာနေအဲ့ဒါမို့ရောဟုတ်ကဲ့ဒီလက်စုနဲ့ဟာလာရရလာဦးလားဒါလေးပြန်ဒါလေးပြန်လို့အဲ့ဒါအမေစုတော့ပြန်ရတယ်လေးလေးရမယ်ကောင်းရမှာမပူနဲ့စားလေးနည်းနည်းလေးစားလေးတင်ပါလားဟုတ်ကဲ့တန်းတယ်ဓာတ်ပုံရတော့ဒီနေ့ပြပါလေဒီကဆန္ဒလုံးဝတ်ပြပါဒီနေ့ပြစားပြီးတယ်နည်းနည်းလေးဟာလာပြီစားပြီးတယ်ဟာလာလိုက်စားပြီးတယ်အဖောင်းလေးဟာလာလိုက်မင်းလားမရမယ်ရပေါသားလေးရလေးနာတော့ဝိုက်ပါလို့ခလေးလေးရမှာနောက်ခေါက်ခေါ်ကြလားနောက်တော့ကလေးကြည့်ရမှာလေလာလေအပေါ်ကလည်းတက်စီလိုက်လာလားစားစီရတယ်အကုန်လုံးဟုတ်လားကျောင်းနဲ့ဒီနဲ့ဆရာမကြီးယူအောင်လေကိုရွာရဲ့ကလေးတွေကိုယူလာခေါ်လိုက်တော့ဒါကလေးတွေကလေးလိုက်အောင်ပြုံးလို့အကုန်ရမှာကိုဝအောင်စားတော့လက်ခေါ်ကလေးတခုစီယူနော်ကိုရကိုယူပြီးရအောင်ကိုရကိုယူပြီးတော့ဂျာဟုတ်တယ်လေဂျာရဟိုရမယ်အကုန်ရမယ်နော်အကုန်ရမှာရောကျုံမင်းကကိုရကိုယူပြီးတခါပြောင်းရ